ကျွန်တော်10ရက်တိတိငက်ပြက်နေခဲ့တာပါနောက်ဆုံးတော့ကမ်းခြေမှာကမကောင်တစ်ကောင်ကိုရှာတွေ့ပြီးခွဲလိုက်ကဘာမှတွေဝေမနေပဲပါဇက်ထဲအတင်းထိုးထည့်လိုက်မိတယ်ဆူရှာတဲ့ငါးညီနန်းကြီးကချက်ချင်းဆိုသလိုနှာခေါင်းနဲ့တိုးဝင်လာတာကြောင့်ပြန်ထွေးထုတ်လိုက်ရတယ်ခေါင်းနဲ့ကြည့်လိုက်တော့ကျွန်တော်ရှိမှတွန်ထောင်းကိုတွေးလိုက်ရတယ်သူကလက်ဆက်တဲ့ငါးစိမ့်လွှာဆက်ရှင်မိုက်ပကံကိုကင်ပြီးတစ်ဖက်ချင်းစီကိုသူ့ရဲ့အထူး sauce နဲ့နှစ်ပြီးစားနေခဲ့တာသူ့ပုံစံကလူသူမရှိတဲ့ကျွန်းပြက်ကြီးပေါ်မှာပိတ်မိနေတဲ့သူနဲ့လုံးဝမတူဘူးကျွန်တော်သွားကြည့်လိုက်ပြီးအသက်ရှင်တန်ဖို့အတွက်နောက်ဆုံးပိုင်ဆိုင်ထားတဲ့အခွင့်အရေးကိုအသုံးချဖို့ဆုံးဖြတ်လိုက်တယ်ဒါနဲ့တွန်ရဲ့ဘေးကနေတမင်တက်တက်လျှောက်သွားလိုက်တာပေါ့ခြေလန်းနှစ်လန်းတောင်မလန့်ရသေးခင်မှာပဲသူကကျွန်တော်ကိုလန့်ခေါ်ခဲ့တယ်အလွန်မင်းစာလောင်မှုတိတ်နေတာကြောင့်မာနတွေကိုဘေးဖယ်ထားလိုက်ပြီးငါးတွေကိုပါဆက်တဲ့အမြန်ဆုံးအတင်းကောက်စားတော့တာပဲတီဗီမျက်ရည်တွေဝိုင်းလာတဲ့အထီတောင်ချုံမြိန်နဲ့အုံးရည်လေးနဲ့ညှော့ချလိုက်ရတယ်စားတောက်ပြီးတဲ့နောက်မှာတော့သူ့ရဲ့ဘာကိုနမ်းလိုက်မိတယ်အစာရေစာအမြဲတမ်းရမယ့်ရင်းမြစ်တစ်ခုကိုကျွန်တော်ပိုင်ဆိုင်သွားပြီဆိုတာသိလိုက်လို့ပါအဲ့ဒီချိန်ကစလို့တွန်ဟာသူ့ရဲ့ရင်ငုံမျက်မှန်နဲ့ကျွမ်းကျင်မှုတွေကိုအသုံးချပြီးပင်လယ်ထဲစင်းတိုင်းငါးတွေအများကြီးဖမ်းယူလာခဲ့ပြီးတယ်ကျွန်တော်ကတော့သူနေဖို့အတွက်တက်ခဲ့တဲ့အိမ်လေးစောက်ပေးခဲ့တာပေါ့သူ့ရဲ့လှုပ်ရှားမှုတိုင်းကကျွန်တော်ရဲ့နှလုံးသားထဲမှာအမြင့်တွေလာခဲ့တယ်သူအလုံးလုံးနေချိန်မှာရေခတ်ပေးပြီးညဘက်တွေမှာတော့တယောက်ကိုတယောက်ရင်ခွင်ထဲထည့်ပြီးအိတ်ဆက်ခဲ့ကြတယ်ကျွန်တော်တို့နှစ်ယောက်လုံးကြားကတန်ရောစင်တွေတူးလာနေတယ်ဆိုတာသိနေကြတယ်ဒါပေမဲ့မမျှော်လင့်ထားတာတစ်ခုဖြစ်ပျက်ခဲ့တယ်တနေ့မှာတွန်ငါးဖမ်းထွက်ရင်ကြောက်ဆောင်သားမှာလူတယောက်ကိုသွားတွေ့ခဲ့တယ်ကျွန်တော်ချက်ချင်းပဲအဲ့ဒီလူကိုမှတ်မိသွားခဲ့တယ်သူကကျွန်တော်ရဲ့ခင်မုန်းဖြစ်နေလို့ပါကျွန်တော်သူ့စီပြေးသွားခဲ့ပြီးတွန်ကတော့ရှုပ်ထွေးတဲ့မျက်နှာပေးနဲ့ရက်ကြည့်နေခဲ့တယ်ကျွန်တော်ခင်မုန်းကကျွန်တော်တို့နှစ်ယောက်တည်းအတူတူဖြတ်တန်းခဲ့တဲ့နေ့ရက်တွေကိုတန်တရားမျက်လုံးတွေနဲ့ကြည့်ခဲ့တယ်သူ့ကိုသူတက်တည်ပြဖို့အတွက်မိချင်းနဲ့မိဘုံကြီးတစ်ခုကိုတိတ်တဆိတ်ရှုပ်လိုက်တယ်တွန်နဲ့ကျွန်တော်ပြန်လာလို့အဲ့ဒီမိဘုံကိုမြင်လိုက်ရတဲ့အခါအရန်ပဲဝမ်းသာသွားကြတယ်ဒါဟာအစားအစာတွေကိုအစိမ်းစားစရာမလိုတော့ဘူးဆိုတဲ့သဘောပဲလေဒါပေမဲ့နောက်တစ်မိနစ်မှာပဲသူကတွန်ကိုအထင်သေးတဲ့စကားတွေပြောပြီးနှိမ်ပါတော့တယ်တွန်ကတော့သူ့ရဲ့အစားအစာတွေကိုဆက်ပြီးမျှဝေပေးခဲ့တော့မှာပဲဒါပေမဲ့ကျွန်တော်ခင်မုန်းကဘာကျေးဇူးတည်တတ်မှုကိုမှမပြခဲ့ဘူးမကြခင်မှာပဲကျွန်တော်တို့ငါဖမ်းထွက်နေတော့သူကတဲအိမ်ကိုဖျက်ဆီးပစ်လိုက်တယ်နောက်ဆုံးတော့တွန်လဲစိတ်မထိန်နိုင်တော့ပဲသူနဲ့ရန်ဖြစ်ပြီးနောက်ဘာစာမှမကြွေးတော့ဘူးလို့ကြုံသွားပြီးထွက်သွားခဲ့တော့တယ်တွန်ထွက်သွားပြီးနောက်ကျွန်တော်ခင်မုန်းကိုပြန်တောင်းပန်ဖို့ပြောခဲ့တယ်တွန်မရှိရင်ကျွန်တော်တို့အသက်ရှင်နိုင်မှာမဟုတ်ဘူးလို့ပြောပေမဲ့သူကတော့သူ့ဘာသာသူလုံနိုင်တယ်လို့ဆွညင်းခဲ့တယ်လက်တွေ့ဘဝကသူ့ကိုချက်ချင်းပဲအမှားကြီးမှကြောင့်တက်တည်ပြခဲ့တယ်ရင်ငုံမျက်မှန်မရှိပဲသူရင်တဲ့ပိုင်းကိုမစင်းနိုင်တာကြောင့်ကမ်းခြေမှာတွေ့တဲ့ကနန်းတေးသေးလေးတွေကိုပဲရှာစားနေခဲ့ရတယ်အစားအစာမစားမိတာကြောင့်သူနေမကောင်းဖြစ်ပြီးဖျားပါတော့တယ်တစ်ဖက်မှာလည်းတွန်ကနေတိုင်းငါးကြီးတွေဖမ်းလာပြီးတိတ်တဆိတ်မျှဝေပေးခဲ့တယ်ကျွန်တော်တွန်ကိုမိဘုံခွဲပေးခဲ့ပေမဲ့မိကိုတွေကအယမ်းများနေတာကြောင့်ခင်မုန်းဖြစ်သူကရိပ်မိသွားခဲ့တယ်ဘာမှမစင်စားပဲသူကတွန်ကိုမိချစ်ကိုပါတယ်ဆိုပြီးဆွဆွဲကကမ်းခြေမှာရန်ဖြစ်ကြတော့တယ်ငင်းကြရဲ့အတွက်ငါးတကောင်ပေးလိုက်ရရုံနဲ့အဆုံးတက်သွားခဲ့ပေမဲ့မကြခင်မှာပဲသူကတွန်ရဲ့ရင်ငုံမျက်မှန်ကိုမျက်စိကျလာပြန်တယ်တွန်အိပ်ပျော်နေတော့အဲ့ဒါကိုခိုးယူပြီးစိတ်လှုပ်ရှားစွာနဲ့ငါးသွားဖမ်းခဲ့တယ်တွန်နိုးလာလို့မျက်မှန်ပြောင်းနေတာတိသွားတဲ့အခါခင်မုန်းဖြစ်သူစီကိုဒေါသတကြီးတွားရောက်ရင်ဆိုင်ခဲ့တယ်ကျွန်တော်သူတို့ကိုတားဖို့ကြိုးစားခဲ့ပေမဲ့ရုံရင်းဆန်ခတ်ဖြစ်ရင်ကျွန်တော်ကိုပေါ်ကခြုံထဲပါလေးမြေကြီးပေါ်ပြုတ်ကျသွားခဲ့တယ်ကျွန်တော်ခင်မုန်းပြန်လာပြီးရင်ငုံမျက်မှန်ကိုတွန်စီလွှတ်ပစ်လိုက်တဲ့အခါတွန်ကစိတ်မဆိုးခဲ့ပါဘူးအဲ့ဒီအစားသူ့ကိုအောင်းနိုင်သူတယောက်လိုမျက်နှာပေးနဲ့စိုက်ကြည့်နေခဲ့တယ်အဲ့ဒီချိန်မှာပဲကျွန်တော်ခင်မုန်းရဲ့မျက်နှာပြတ်သွားခဲ့တယ်တဲအိမ်ကိုပြန်ရောက်တော့သူကဖမ်းလာတဲ့ငါးတွေကိုဂုံယူဝင်ကြွားစွာပြခဲ့ပေမဲ့ကျွန်တော်ကတော့သူ့မျက်လုံးတွေကိုတိတ်တိတ်မကြည့်ရခဲ့ဘူးသူ့ရဲ့အတင်းအကျပ်ဖိအားပေးမှုအောက်မှာပဲသူအမှန်တရားကိုသိသွားခဲ့ရတယ်အဲ့ဒီအချိန်တိုလေးအတွင်းမှာတွန်နဲ့ကျွန်တော်အတူတူရှိခဲ့ကြတယ်ဆိုတာကိုပေါ့သူဒေါသတကြီးနဲ့အော်ဟစ်တော့တာပဲကျွန်တော်ရဲ့တောင်းပန်တိုးရှိုးမှုတွေကိုဥပက္ခပြုပြီးကျွန်တော်ဆံပင်ကိုဆွဲကတွန်ရဲ့တဲအိမ်စီကိုအတင်းဆွဲခေါ်သွားခဲ့တယ်သူ့စိတ်ထဲမှာတော့တခုတည်းသောအတွေ့ပဲရှိနေခဲ့တယ်အဲ့ဒါကတော့ကလစ်စားချေဖို့ပါပဲ